ကျွန်တော်မိသားစုတွေအားလုံးပဲမင်္ဂလာပါဗျဒီနေ့ဒါကျွန်တော်မိတ်ဆက်ပေးခြင်းတဲ့နေရာလေးကတော့ဒါကျွန်တော်တို့မိန်လန်းမကြီးရဲ့တချံကျော်မှာတရှိတဲ့ကိုကလေးလန်းခင်းပြီးသားအိမ်လေးတိမ်နဲ့ဒါကျွန်တော်မိတ်ဆက်ပေးခြင်းတာပဲဖြစ်ပါတယ်ဒီအိမ်လေးကဆိုလို့ချင်းတော့ဒါ18ပေနောက်ကို65ပေရှိပါတယ်ဒီအိမ်လေးကဆိုလို့ချင်းတော့မီတာပေါက်တွေလည်းကြာပြီးသားရင်ပြီးအစုံဒါကျွန်တော်မိသားစုအနေနဲ့ဝယ်မယ်ဆိုလို့ရှိရင်တော့တက်နေလို့ရတဲ့နေရာကောင်းလေးတက်နေရာလည်းဖြစ်ပါတယ်မိန်လန်းမကြီးနဲ့နီးတော့ဒါကျွန်တော်မိသားစုအနေနဲ့ပို့ပြီးတော့အဆင်ပြေပါတယ်ဒါကျွန်တော်တို့ဒါဒီအိမ်လေးရဲ့အတွင်းပိုင်းလေးကိုဒါကျွန်တော်တို့မြင်နေရတာပဲဖြစ်ပါတယ်အိမ်လေးအတွင်းပိုင်းလေးကဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့ဒါဘုရားစင်တွေကအစเนาะဆေးတွေကဘာအစအကုန်လုံးကိုဒါတေချာလေးကိုဒါတုပ်ပေးထားတာဖြစ်ပါတယ်အောက်ကိုလည်းဒါကျွန်တော်တို့ကြွေပြားတွေခင်းပေးထားတယ်လို့ဒါ green box တွေအကုန်လုံးကိုလည်းလေဝေလေထွက်ကောင်းအောင်ကျွန်တော်တို့လုပ်ပေးထားတာဖြစ်ပါတယ်ဒါအိတ်ခမ်းလေးဆိုလို့ရှိရင်လည်းတခန်းပါပါတယ်အိတ်ခမ်းထဲမှာဆိုလို့ရှိရင်လည်းဒါကျွန်တော်တို့ဒါgreen box လေးပဲတက်ပေးထားပါတယ်ဒါเนาะလေဝေလေထွက်ကောင်းအောင် green box လေးတစ်ခုတက်ပေးထားပါတယ်ကျွန်တော်တို့ဒီလေးကဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့ဒါ950ကိုမှကျွန်တော်တို့ညှိနှိုင်းဈေးလေးနဲ့ရောင်းချပေးပါဖြစ်ပါတယ်လမ်းမဆက်သွယ်ရေးအရန်ကောင်းပြီးတော့ဒါလုံးဝနေထိုင်လို့ကောင်းတဲ့နေရာတနေရာကိုဒါကျွန်တော်မိသားစုတွေကိုဒါကျွန်တော်မိတ်ဆက်ပေးတာဖြစ်ပါတယ်နောက်မှဆိုလို့ရှိရင်လည်းဒါနောက်ချန်သီးကိုဒါကျွန်တော်တို့ဒါအုတ်တိုင်းတက်ပေးထားတာပဲဖြစ်ပါတယ်ရေချိုးကန်းအိမ်သာကိုလည်းဒါကျွန်တော်တို့ဒါလုံးဝအသစ်တွေပဲတက်ပေးထားတာပဲဖြစ်ပါတယ်ဒါကျွန်တော်တို့ဘိုးထိုင်ဆိုလို့ရှိရင်လည်းဒါကျွန်တော်တို့ဒါအသစ်ပဲတက်ပေးထားတာဖြစ်ပါတယ်ဒီအိမ်ကတော့လုံးဝလူမနေရတဲ့အိမ်အသစ်ဆက်သက်လေးပါရှင်းမျက်နှာသားမှာဆိုလို့ရှိရင်လည်းဒါလုံးဝကျဲပါတယ်ကျွန်တော်မိသားစုတွေဒါဈေးဆိုင်ရောင်းမယ်ဆိုလို့ရှိရင်လည်းဒါရောင်းလို့ရတယ်လို့နေပဲလေးပဲဖြစ်ဖြစ်ထွက်ထိုင်မယ်ဆိုလို့ရှိရင်လည်းလုံးဝအဆင်ပြေတဲ့နေရာလေးပါ